ခေတာ73ရက်နေ့နေ့လယ်7 နာရီအတွက်ပေါ့နော်ဒီ3ခုပေါင်းချင်းက4ဆိုရင်ဒီ2ခုပေါင်းချင်းကလည်း4ဒီ3ခုပေါင်းချင်းက4ဆိုရင်ဒီ2ခုပေါင်းချင်းကလည်း4ပဲဒီ3ခုပေါင်းချင်းက2ဆိုတော့ဒီ2ခုပေါင်းချင်းကလည်း2လာတယ်ဒီ3ခုပေါင်းချင်း9ဆိုရင်ဒီ2ခုပေါင်းချင်းကလည်း9လာမယ်ဆိုတော့4ရှိရတော့5ထိပ်ဒါခုနဒါလေးကတော့ခုနဝင်တော့ဒီ2ခုပေါင်း9ဆိုရင်ဒီမှာ9ဒီခုပေါင်း3ဒီမှာ3ဒီခုပေါင်းခွင်ဒီမှာခွင်ဒီခုပေါင်း5ဒီမှာ5ထိပ်ရှိရပြီးတော့ဒါကြတော့နောက်ထပ်4ပင်ကြားတစ်ခါပေါ့နော်ဒီကကျွန်တော်ကစောက်မဆက်မှာဆိုလို့ကျွန်တော်3ပင်မြောက်ပဲရေးထားတာဒါပေမဲ့ဒီကောင်ကဒီညမှာတစ်ပင်ထပ်ပြီးတာရှိသေးတယ်ဒီကလည်းခွင်4ပေါင်း1လို့ပဲလာတာသူက1တွေပေါ့လေဒီတစ်ခုပေါင်းချင်း1ဒီတစ်ခုပေါင်းချင်း1ဆိုတော့အပေါ်မှာလည်းတစ်ခါ1ပြီးထားတာရှိရဆိုတော့3ပင်မြောက်ပေါ့နော်ဒါ4ပင်မြောက်ပဲ1ထပ်ပြီးဒါ1ဆိုရင်ဒီမှာ4ထိပ်လာပဲโอเคလို့ပဲဒီမှာဆိုရင်ဒီမှာအပေါ်မှာတစ်ပင်ရှိသေးတယ်ဒီတစ်ပင်နဲ့ဆိုဒီနောက်ကဒီတစ်ပင်ကကြတော့4ပေါ့နော်ဒါ5ဒါ6ဒီမှာခွင်လာပဲဆိုရင်ဒီမှာ5အပိတ်ရှိနေတော့4 5ပေါ့4 5တစ်ပေါက်ပေါ့နော်ဒါပြီးကျွန်တော်နောက်ထပ်ဒီကောင်လေးကကြတော့ဒီအပိတ်ကိုဒီကညနေပိုင်းရဲ့ထိပ်ကို6ပေါင်းလိုက်တော့1လာတယ်ဒီညနေပိုင်းရဲ့ထိပ်2ထိပ်ကို6ကိုတပွင့်ရောက်ပြီး5ပေါင်းလိုက်တော့ခွင်ဒီမှာခွင်လာတယ်နော်ဒါ3ညကို5ကိုတပွင့်ရောက်ပြီး4 3ညကို4ပေါင်းတော့4မှာ4ထိပ်အဲ့ဒါ3ရှိတယ်ဒါကို3ကိုနောက်ထပ်ပေါင်းလိုက်တော့3ထပ်ပေါင်းလိုက်တော့2ဒီမှာဒီ9ကိုဒီမှာ4တပွင့်ရောက်3ကို3နဲ့ပြန်ပေါင်းလိုက်တော့2ဒီမှာ2လာတယ်နော်ဒီမှာ3ညရှိတယ်3ညကို3ကိုတပွင့်ရောက်တော့2 3ညရဲ့2ရေပေါင်း2ဆိုတော့2ထိပ်လာမလားပေါ့လေဒါလေးလေးတစ်ခုရှိမယ်နောက်တစ်ခုကျတော့ဒီ3ခုပေါင်းချင်းက6ဒီ3ခုပေါင်းချင်းက9ဒီ3ခုပေါင်းချင်းက10ဒီ3ခုပေါင်းချင်းက9လာမယ်ဆိုရင်ဒီမှာ2အပိတ်ရှိတယ်ဒါလေးရှိမယ်ပြီးတော့ကျွန်တော်ဒါလေးပေါ့နော်ဒီကောင်လေးကိုချက်ကြည့်မယ်ဒီကောင်လေးကိုချက်ကြည့်မယ်ဆိုရင်ဒီ3ခုပေါင်းချင်းကခွင်ဒီ3ခုပေါင်းချင်းလဲခွင်ဒီ3ခုပေါင်းချင်းလဲခွင်ဒီ3ခုပေါင်းချင်းလဲခွင်ဆိုရင်ဒီမှာ4ထိပ်လာမယ်နောက်တစ်ခုရှိသေးတယ်ဒါလေးကကျတော့9 9အပြင်မှာဒါ9ဒီမှာ4ထပ်လာမယ်နော်အဲတော့ကျွန်တော်ဒီနေ့အတွက်က4ကတော်တော်လေးကိုကောင်းတယ်အားကောင်းတယ်ပြောရမယ်4တော်တော်လေးအားကောင်းတယ်4ထိပ်ရတဲ့ကွင်ဆိုရင်ဘယ်လိုဒီမှာ1ကွင်ရှိမယ်ဟိုဘက်မှာ2ကွင်ရှိမယ်စုစုပေါင်း4ထိပ်ရတာ3ကွင်ပေါ့နော်5ထိပ်ရတာကျတော့ဒီကွင်လေးနဲ့ဒီကားလေးရှိမယ်ပြီးတော့2ထိပ်2ကွင်လည်းရှိမယ်ဆိုတော့ကျွန်တော်တို့ကြည့်ချက်ပြီးတော့ရွေးပြီးထိုးကြပါဗျာ